ထုံးစံအတိုင်းကပတိန်ကြီးကလည်းမြင်းနေမြပါဇက်ထဲဖို့လုပ်ပြီးမြဲတွားကျွတ်အောင်မနေလို့ဥစပ်ကိုလက်ဆောင်ပစ်ပေးလိုက်ပါတယ်ဒီနဲ့အခုညီလိုရင်ပြောဖို့မှနေလို့စမ်းကြည့်လေမင်းလေးရဲ့အကြည့်တစ်ချက်ကနှလုံးသားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စောင်းအောင်မပြောရသေးခင်နာမီလက်ချက်မိသွားခဲ့ပါတယ်အဲ့အချိန်ပင်လယ်ဘက်ကနေခိုနစ်အဖေကဝေဗာနဲ့လာနေရဲ့အပြင်ညင်ညင်တတာပါကင်ထိုးလိုက်တာမြင်ရင်းနေသွားတဲ့လူဖီကိုချူပါကပဲဒိုင်မန်ထိုးခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူကလည်းအသီးစားထားတာမို့ဆရာဝန်ငတုံးကိုပါပြန်ခဲ့ပေးလိုက်ကြရပြီမနာလိုတဲ့ကပတိန်ကြီးလည်းအဖိုးရဲ့အိမ်ကိုသွားတော့မှမို့ချက်ချင်းပြန်သူတို့လိုရဲတပ်ဖွဲ့ဝင်တွေကိုအခန့်ရင်ပြစ်မှုတွေတိုးလာမယ့်အကြောင်းတတိပေးပေမဲ့ MCK အားလေးပြောတဲ့စကားကိုဘသူမှအဖက်မလုပ်ကြပဲနာမီဘာလို့ပြစ်မှုမြောက်နေလို့အကုန်တောင်းမြင်မှလှဲအိတ်တော့လေမြင့်မြတ်တဲ့ Angel Beach မှာနာနီဝဲကောင်းတဲ့ဟောက်တန်ကိုပြုတ်လုံနေလို့ပတ်ဝန်းကျင်ပျက်စီးမှုကာကွယ်ခြင်းအဥပဒေအရတောက်ကျိုးနဲ့အဆင့်6တိတတ်မှတ်လိုက်ပြီလို့ပြန်ပြောတော့ဒီကောင်းကိုပြင်းကြမလားဆိုပြီးတိုင်ပင်နေကြတော့နာမီပြန်ရောက်လာတာကိုလှမ်းမြင်လိုက်ပါတယ်ဥစပ်လေဝမ်းသာအားရနဲ့နာမီရဲ့ကျိတ်ဆုထားတဲ့ငွေတွေကဘယ်ရီ9တန်းလောက်ဒဏ်ကြီးဆောင်လိုက်ဖို့လှမ်းပြောတဲ့အတွက်ချစ်တီမနာမီလည်း9တန်းဆိုတဲ့အတန်ကြားရနဲ့လီဗာကိုအသက်ကုန်နေမိအရာရှိမြက်ခွက်ကိုပြစ်တိုက်ပေးလိုက်ပါတယ်ဖျားသခင်ထက်တောင်စားရှိရဲ့ပုံပေါက်နေလို့မပြစ်မသိတဲ့အကြောင်းဝိုင်းပြောကြပြီမြဲဟိုအရက်သမားကတခါမှတောင်ဖျားရှိခိုးဘူးတဲ့ကောင်မဟုတ်လို့လက်ဖျားခါသွားကြပါတယ်ဂျိုဂျိုနေစီကမလိုတဲ့အကြောင်းပြောပြတော့နာမီလည်းဒီလိုအကုတုတ်ကောင်တဲ့သူနဲ့ဘာမှမပတ်သက်တဲ့အကြောင်းကြိတ်ဆိုလိုက်ပါတယ်သူသွားလို့မဖြစ်တာကြောင့်ຫນွေကြိုးတွေနဲ့ကန်ဆက်ကိုကူးကြရတဲ့အချိန်ဇိုရိုရဲ့တောသားစာတီးကပြတ်လာပြီးတာဆန်လိုအတန်နဲ့អော်သွားတဲ့အပြင်နာမီအလှည့်ရောက်တော့လေရောဘင်ကပြုတ်ကြတာနဲ့တခါတည်းတိတ်မှကျင်းတည်တဲ့အကြောင်းအားပေးလိုက်ပါတယ်ကြောက်ကြောက်နဲ့ခုန်ကူးလာတဲ့နာမီကိုယုကာရဖြစ်တော့လေအဲ့ဒါတာဆန်လိုမអော်လို့ကန်ကြီးထိုက်တာဖြစ်တဲ့အကြောင်းဇိုရိုကပြောပြလိုက်ပြီးရဲ့နောက်ဒီကြောင့်ရှိသမျှဘောလုံးတွေအကုန်တိုက်မိကုန်ကြပြီးလှန်ဘောလုံးကနန်းဘောလုံးတွေအပြင်ဥစပ်စီကိုတော့ရောင်စုံငှက်ဥဘောလုံးတွေရောက်သွားတဲ့အတွက်အနေရမရှိဘူးလို့ထင်လိုက်ပြီးမြဲဟိုကောင်တွေကခေါင်းလောင်းတီးပြီးမှဥစပ်ကိုဝိုင်းဆော်ကြတာဖြစ်ပါတယ်တရခန့်မြောင်းမသားလည်းဖင်မီးဆွဲသွားလို့မြစ်ထဲခုန်ချဖို့လုပ်ပြီးမြဲအောက်မှာကအသားစားငါးတွေအတင်းဆောက်နေရကြောင်းတော်တော်လေးတွေဖြစ်ကုန်ပြီးအဲ့ဒါကြောင့်အကြံရသွားတဲ့ဥစပ်ကသူတီထွင်ထားတဲ့ကျိုးလက်နဲ့ဒိုင်ယန်လေးစီလွှဲပြီးလိုက်နိုင်သွားပြီမြဲလေကျိုးကခါမှအသေးတက်ဖို့ပဲလုပ်ထားပြီးပြန်ဖြုတ်တဲ့ဖန်ရှင်မထည့်ထားမီလို့နောက်ကိုပြန်ရောက်သွားတော့စမ်းကြည့်လေခဏလောက်အထင်ကြီးမိရဲ့စိတ်လေးပါပျောက်သွားရပါတယ်ဟိုမြောက်ကပါတိုက်ပွဲကြတဲ့လာပြောနေလို့စမ်းကြည့်လေခဏလောက်တော့စကားအေးအေးဆေးဆေးပြောလိုက်မှပဲနှစ်ကောင်သားအဖိုးကျိုးသွားခဲ့ပြီしやしいい子だ。しやしやしやし、そうだ。ゆっくり話せ、ゆっくり。いい子だな。えもし生まれ変わるのなら、俺は貝になりたい。最低だ。穴があったら埋めてほしい。だから何やってんだよお前ら揃って情けない奴らだな。普段から気をしっかり持たねえから妙なゴーストごときに心を翻弄されんだよ。生まれてきてすいません。見た。うっせえ。いやーすいません。生まれてきてすみませんって。もし生まれ変われるのなら、俺はナマコになりたい。